နေ့က N3 ဆုံးမတိုးမဲ့ရဲ့ဒိုင်းရိုခုရှူအချီနီချီမဲ့ပေါ့နော်ခေါင်းစဉ်ကခဏဒီဂမ်ဘတ်တေမတ်တော်တော်လေးကိုစူးစမ်းနေပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါဆိုတော့အရင်ဆုံးပေါ့နော်အီမီကအနိတေရုကိုတိုပါဆိုတော့အီမီကဆိုတော့အဓိပ္ပာယ်ကနေတေရုဆိုတာတူနေတဲ့ကိုတိုပါစကားလုံးလေးတွေပေါ့နော်အဲ့တော့ဒီနေ့လေ့လာရမှာကအဓိပ္ပာယ်တူတဲ့စကားလုံးလေးတွေကိုလေ့လာရမှာပါအဲ့တော့နံပါတ်1အရင်ဆုံးကကြတော့ Q-ni ဆိုတာကရုတ်တရက်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်တူတဲ့စကားလုံးလေးတွေကတုဆုဆန် ikinari totani ဆိုတဲ့စကားလုံးလေးရှိပါတယ်ဆိုတော့အရင်ဆုံးတုဆုဆန်ရဲ့လေးပုံလေးကိုကြည့်ကြည့်မယ်ပေါ့နော်အဲ့တော့တုဆုဆန်ကကြတော့တုဆုဆန်တန်းဝကနတ်တာဆိုတော့ရုတ်တရက်တန်းဝကဖုန်းကပေါ့နော်နတ်တာဆိုအတန်ထမြည်တယ်ရုတ်တရက်ဖုန်းကမြည်လာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့နတ်တာဆိုတာနတ်လူကနေလာတာပေါ့နော်သူကအတန်မြည်တယ်ဆိုတဲ့အဓိပ္ပာယ်ပါဒီဖုန်းတွေပါအတန်မြည်လာတဲ့အခါမှာသုံးတယ်ပေါ့နော်နောက်တစ်ခုက ikinari ဆိုတာကကြတော့ikinari ဆိုတာကကြတော့ Q-ni နဲ့အတူတူပဲပေါ့နော်ရုတ်တရက်ဆိုတဲ့အဓိပ္ပာယ်ရတယ်လေးပုံကကြတော့ ikinari nakidasu ikinari ရုတ်တရက်ကြီးနာခီဒဆုထငိုတယ်ပေါ့နော်ဆိုတော့နာခီဒဆုဆိုတာကထငိုသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်ဆိုကနာရူဆိုတာကကြတော့အတန်မြည်တယ်ဆိုတဲ့အဓိပ္ပာယ်ပါဆိုတော့နောက်တစ်လုံးကကြတော့တိုတန်နီနာခီဒဆုသူလည်းပဲရုတ်တရက်ထငိုသည်ဆိုတဲ့အဓိပ္ပာယ်ပါဆိုတော့နောက်စကားလုံးကကြတော့ဆိုင်းကိုနီဆိုတာကကြတော့နောက်ဆုံးမှာဆိုတဲ့အဓိပ္ပာယ်ပါသူနဲ့တူတဲ့စကားလုံးကယတ်တိုခက်ကျော်ကုဇီနီဆိုတော့တစ်လုံးချင်းစီကြည့်မယ်ပေါ့နော်ယတ်တိုဆိုတာကကြတော့နောက်ဆုံးမှာသူ့ရဲ့လေးပုံကကြတော့ယတ်တိုနောက်ဆုံးမှာတဲ့ခေကတန်ယာကနာဥတနောက်ဆုံးမှာတန်ယာကနာဥတဆိုတာပျောက်ကင်သွားပြီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ယတ်တိုခေကနာဥတနောက်ဆုံးမှာတန်ယာကပျောက်သွားပြီဆိုတဲ့အဓိပ္ပာယ်ပါနောက်စကားလုံးကတိုသူ့ရဲ့လေးပုံကဥချီနောနေကိုကတိုရှင်းတယ်ရှိမတ်တာဆိုတော့ဥချီနောနေကိုငါရဲ့အကြောင်းလေးကပေါ့နော်နေကိုကတိုနောက်ဆုံးမှာတော့ရှင်းတယ်ရှိမတ်တာဆုံးသွားပြီပေါ့နော်ငါရဲ့အကြောင်းလေးကနောက်ဆုံးမှာတော့ဆုံးသွားပြီဆိုတဲ့ဆုံးသွားပါပြီဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့နောက်စကားလုံးကခက်ကျော်ကုလေးပုံကဒိုးလျော်ကုရှိတာကခက်ကျော်ကုမူရာတတာဒိုးလျော်ကုဆိုတာကစူးစမ်းအထောက်မှုကိုပြောတာပေါ့နော်အဲ့တော့ဒိုးလျော်ကုရှိတာကဆိုတော့စူးစမ်းအထောက်မှုလုပ်ခဲ့ပေမဲ့ခက်ကျော်ကုနောက်ဆုံးမှာတော့မူရာတတာအဓိပ္ပာယ်မဲ့သွားတယ်အလဟတဖြစ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့မူဒဆိုတာကအလဟတဖြစ်သည်အဓိပ္ပာယ်မဲ့သည်ဆိုတဲ့အဓိပ္ပာယ်ပါဆိုတော့နောက်စကားလုံးကဆွေးနီရဲ့လေးပုံကဆွေးနီအေကခန်းစေးတာဆွေးနီနောက်ဆုံးမှာတော့အေကပကြီးကတဲ့ခန်းစေးတာပြီးသွားပြီပေါ့နော်ခန်းစေးဆိုတာပြီးမြောက်သည်အဆုံးထိပြီးမြောက်တာကိုပြောတာပေါ့နော်ဆွေးနီအေကခန်းစေးတာဆိုတာကနောက်ဆုံးမှာတော့ပကြီးကပြီးသွားပါပြီနောက်တစ်လုံးကဒိုင်းအီဆုမိုဆိုတာကဒိုင်းပေါ့ဒိုင်းဆိုတာရေဘူးရအဖြစ်ဆိုတဲ့အဓိပ္ပာယ်ပါများသောအားဖြင့်ဆိုတဲ့အဓိပ္ပာယ်အီဆုမိုဆိုတာကအမြဲတမ်းပေါ့နော်အဲ့တော့ဒိုင်းအီဆုမိုဆိုတာကကြတော့အမြဲတမ်းတော့မဟုတ်ဘူးဒါပေမဲ့ရေဘူးရအဖြစ်ပေါ့နော်ဥပမာ10ခါမှဆိုရင်9ခါ10ခါလောက်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ရေဘူးရအဖြစ်အမြဲတမ်းဆိုတဲ့အဓိပ္ပာယ်သူနဲ့တူတဲ့စကားလုံးကယောကုဆိုတာရဲ့ဒိုင်းတေးရဲ့ဖူဒန်ရဲ့ဖူဆူရဲ့ဆိုတဲ့စကားလုံးလေးရှိပါတယ်အဲ့တော့တစ်လုံးစင်းစီကြည့်မယ်ပေါ့နော်အဲ့တော့ယောကုဆိုတာကမကြာခဏဆိုတဲ့အဓိပ္ပာယ်ရပါတယ်သူ့ရဲ့လေးပုံကယောကုကိုနိုလက်စတိုရန်နီခီမတ်ယောကုမကြာခဏကိုနိုလက်စတိုရန်နီဒီစားတောက်ဆိုင်ကိုခီမတ်လာပါတယ်ယောကုကိုနိုလက်စတိုရန်နီခီမတ်ဆိုမကြာခဏဒီစားတောက်ဆိုင်ကိုလာပါတယ်သူကအောက်မှာလည်းဒီယောကုဆိုတဲ့စကားလုံးလေးသုံးထားတဲ့လေးပုံလေးပေးထားတယ်ပေါ့နော်အဲ့တော့အဓိပ္ပာယ်ကဘာကွာလဲဆိုတာကိုကြည့်မယ်ဆိုတော့昨日はよく寝ました昨日はမနေ့ကよく寝ましたဒီよくကကြတော့စောကမကြာခဏဆိုတဲ့အဓိပ္ပာယ်နဲ့မတူတဲ့よくပေါ့နော်သူကကြတော့ခန်းကြီးနဲ့ရေးမယ်ဆိုလို့ရှိရင်ဒါလေးပေါ့နော်ယောဤဆိုတဲ့ခန်းကြီးလေးပါဆိုတော့昨日はよく寝ましたမနေ့က
ကောင်းကောင်းအိတ်ခဲ့ပါတယ်ကောင်းစွာအိတ်ခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်လုံးပေါ့နော်ယုတ်ခုရတာဒါလည်းအဓိပ္ပာယ်အတူတူပဲပေါ့နော်ယုတ်ခုရတာဆိုတာကကောင်းကောင်းလုပ်ခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဥပမာဆာမွေးရွာဖြေပြီးတော့ပေါ့နော်ဆာမွေးဖြေတယ်ဆာမွေးပြီးသွားပြီဒါမှမဟုတ်ဆာမွေးအောင်သွားတဲ့အခါမျိုးမှာကောင်းကောင်းလုပ်ခဲ့တယ်ကောင်းကောင်းစူးစမ်းခဲ့ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါဆိုတော့အပေါ်ဒီယုတ်ခုကကြတော့ဒီမှာပြောတဲ့ယုတ်ခုကမကြာခဏဒီအသုံးအနှုန်းကကြတော့ကောင်းစွာကောင်းကောင်းဆိုတဲ့သုံးထားတဲ့ယုတ်ခုပါနောက်စကလုံးကတိုင်းတေးဂိုင်းရှုတ်ခုရှိမတ်တိုင်းတေးဆိုတော့ရေဘူးရအပြင်အများသောအပြင်ပေါ့နော်ဂိုင်းရှုတ်ခုဆိုတော့အပြင်မှာစားတာကိုပြောတာပေါ့နော်ဂိုင်းရှုတ်ခုရှိမတ်အပြင်စားစားပါတယ်အပြင်မှာစားပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်စကလုံးကဖူဒန်အဲ့တော့ဆိုရလေးပွန်းကဖူဒန်ဝပုံမှန်ကရေဘူးရအပြင်ကအိုဆာကဲကိုနိုမီမဆန်အရက်မတောက်ပါဘူးအဲ့တော့ပုံမှန်ရေဘူးရအပြင်ကတော့အရက်မတောက်ပါဘူးတခါတလေဥပမာတငကြီးနေပါရင်လည်းကြုံတဲ့အခါလိုမျိုးတောက်တယ်ဆိုတာမျိုးပေါ့နော်ဒါပေမဲ့ပုံမှန်ကတော့မတောက်ပါဘူးဆိုတဲ့အဓိပ္ပာယ်ပါနောက်စကလုံးကဖူဆူဝသူ့ရဲ့လေးပွန်းကဆူယူနိုဂျီကီဒီမိုးရာသီမှာဆိုရင်ဖူဆူဝပုံမှန်ကရေဘူးရအပြင်ကပေါ့နော်အမေကအိုးမိုးများပါတယ်မိုးရာသီမှာဆိုရင်ပုံမှန်ရေဘူးရအပြင်ကမိုးများပါတယ်နောက်တစ်ခုအောက်မှာပေးထားတဲ့ဓမ္မနိကကြတော့ဒီအပေါ်ကပေါ့နော်ယုတ်ခုတို့တိုင်းတေးတို့ဖူဒန်တို့ဖူဆူတို့နဲ့ပြောင်းပြန်ပေါ့နော်ဒီမှာကြခုနားလေးပြထားတယ်ဆိုတော့သူ့ရဲ့အတိတ်ပဲကိုကြည့်မယ်ပေါ့နော်ဓမ္မနိအေးကနိအီကေမတ်ဓမ္မနိဆိုတာကလေဒီအပေါ်စကားလုံးတွေနဲ့ပြောင်းပြန်ပေါ့နော်သူကတကယ်ကိုစေကမှတစ်ခါရံဖန်ရံခါဆိုတဲ့အတိတ်ပဲပါတော်တော်လေးအကျဉ်းကြီးအတွက်နေတဲ့အသုံးနှုန်းအနေနဲ့သုံးပါတယ်ဆိုတော့ဓမ္မနိအေးကနိအီကေမတ်ဆိုတာကကြတော့တခါတလေမှရုပ်ရှင်ကြည့်ဖို့သွားပါတယ်ပေါ့နော်ဥပမာတစ်နှစ်မှာ3-4ကလိုမျိုးပေါ့နော်အမြဲတမ်းခဏသွားနေရမဟုတ်ဘဲတကယ်ကိုအကျဉ်းအရေးအတွက်နည်းနည်းနဲ့သွားတာကိုပြောတာပါနောက်စကလုံးလေးကြည့်မယ်နောက်စကလုံးကဒိုတေးမိုဆိုတာကအလွန်တော်တော်ကိုဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူနဲ့တူတဲ့စကလုံးကခဏဒီခက်ကိုမွန်ဆူကိုကိုမချကူချမူချကူချအဲ့တော့တလုံးစင်းစီကြည့်မယ်ခဏဒီအိုကီရဲ့ခဏဒီအိုကီရဲ့ဆိုတာတော်တော်ကြီးတဲ့အိမ်လို့ပြောတာပေါ့နော်အဓိပ္ပာယ်ကနောက်တစ်ခုကဟီတိုကခဏလီအီတို့ဆိုလူကတော်တော်ကြီးကိုရှိပါတယ်လူတော်တော်များများကြီးကိုရှိပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်စကားလုံးကခက်ကိုရဲ့လေးပုံကကြတော့အီမနောအီရဲ့ဝဒီအိမ်ကခက်ကိုခိနီဟိုက်တေတို့တော်တော်ကြီးကိုခိနီဟိုက်တေတို့ဆိုတာကသဘောကျတယ်ချိုက်တယ်ပေါ့နော်သဘောကျတယ်ကြိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲအဲ့တော့အီမနောအီရဲ့ဝခက်ကိုခိနီဟိုက်တေတို့အခုအိမ်ကတော်တော်ကြီးကိုကြိုက်ပါတယ်အခုအိမ်ကတော်တော်ကြီးကိုသဘောကျပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်စကားလုံးကမိုနိုဆိုဂိုကုသူ့ရဲ့လေးပုံကအရှိကမိုနိုဆိုဂိုကုဤတိုင်ဒီအရှိခြေထောက်ကမိုနိုဆိုဂိုကုတော်တော်ကြီးကိုဤတိုင်နားပါတယ်အရှိကမိုနိုဆိုဂိုကုဤတိုင်ခြေထောက်ကတော်တော်ကြီးကိုနားပါတယ်သူဒီပေးမှာရေးထားတယ်ပေါ့နော်ဆိုဂိုကုဆိုပြီးရေးထားတယ်ဆိုဂိုကုဆိုတာလည်းတော်တော်ကြီးကိုဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မိုနိုဆိုဂိုကုဆိုတာကကြတော့စဂိုကုကိုပို့ပြီးတော့ချောလုပ်ထားတာပို့ပြီးတော့အလေးနဲ့ဖောင်နဲ့ဖော်ပြထားတာပေါ့နော်မိုနိုဆိုဂိုကုအဲ့တော့နောက်စကလုံးကကြတော့မဲချကူချရဆွေဆိုတော်တော်ကြီးကိုဈေးသက်သာပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့နောက်တစ်စကလုံးကဂျွန်မန်ကမူချကူချတာဂျွန်မန်ကမူချကူချတာကကြတော့တော်တော်ဂျွန်မန်ဆိုတာအစီအစဉ်ပေါ့နော်အစီအစဉ်ကိုပြောတာသူရဲ့အဓိပ္ပာယ်ဥပမာ1 2 3 4 5တို့လိုမျိုးအစီအစဉ်ဂျွန်ပန်ကိုပြောတာဒီဂျွန်မန်ကလည်းမူချကူချတာတော်တော်ကြီးကိုဂျုံးမန်းကတော်တော်ကြီးကိုဆိုရင်ဒီတိုင်းကြတော့အဓိပ္ပာယ်ကမပြည့်စုံပေါ့နော်ဒီတိုင်းစီတောင်ဘာသာပြန်မှဆိုရင်ဒီဖယိုဖယဲဖြစ်နေတဲ့အစီအစဉ်ကြီးကဖယိုဖယဲဖြစ်နေတဲ့ချောမွေ့မရှိဘူးကောင်းမွန်မရှိဘူးပေါ့နော်မကောင်းတဲ့အဓိပ္ပာယ်နဲ့သုံးတဲ့အခါမှာပြောပါတယ်နောက်တစ်ခုကကြတော့ဂျီကိုတဲ့ခုဒုမကမချကူချာနိခိုဝရတာဂျီကိုတဲ့ခုဒုမကမချကူချာနိခိုဝရတာဂျီကိုတဲ့ဆိုတော့အက်ဆီဒန့်ပေါ့နော်မတော်တဆမှုနဲ့ခုဒုမကကားကမချကူချာနိခိုဝရတာတော်တော်ကြီးကိုပျက်စီးသွားပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါဆိုတော့ဒီမှာမချကူချာမူချကူချာဘာကွာလဲဆိုတော့အဓိပ္ပာယ်ကအတူတူပါပဲဒါပေမဲ့မချကူချာကတော့ပုံမှန်နေချီကျော်အနေနဲ့ပေါ့နော်နေစဉ်စကားပြောတဲ့အခါမှာအသုံးများတာတွေ့ရပါတယ်ဆိုတော့နောက်စကားလုံးတစ်လုံးပေါ့နော်နောက်စကားလုံးက
Kyocho ဆိုတာကဆော့အရှိမပါတယ်လို့ပဲ Kyocho ဆိုတာကအလေးနဲ့ပြတာပေါ့နော်သူစကားလုံးတစ်လုံးကိုပို့ပြီးတော့လေးနဲ့သွားအောင်ပြောတဲ့အခါမှာသုံးတာကိုပြောတာအဲ့တော့သူနဲ့တူတဲ့စကားလုံးက zehi tomo doka အဲ့တော့လေးပုံးလေးတွေကြည့်ကြည့်မယ်အဲ့တော့ zehi tomo zehi okoshi kudasai တေချာပေါက်ကျင်းတေကြီးကိုokoshi kudasai လာပါဆိုပြီးတော့ပြောတာပေါ့နော်ကျင်းတေလာခဲ့ပါလို့ပြောလိုက်ရင်လည်းရတာပဲလာပါဆိုပြီးဖိတ်ပြောလိုက်ရင်ရပြီမဲ့ zehi ဆိုပြီးတော့ပို့ပြီးအလေးနဲ့ထားပြီးပြောတာပေါ့နော်zehi okoshi kudasai နောက်တစ်လုံးက doka onegai shimasu ဒီမှာလဲ onegai shimasu ဆိုပြီးပြောလိုက်ရပြီမဲ့ doka onegai shimasu ဆိုပို့ပြီးတော့ဒီနောက်က onegai shimasu ကိုပို့ပြီးအလေးအနက်ထားတဲ့အနေနဲ့ပြောတဲ့အခါမှာသုံးတယ်ပေါ့နော်ဆိုတော့နောက်စကားလုံးကဆိုင်းရှောနီဆိုအရင်ဆုံးပထမဆုံးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူနဲ့တူတဲ့စကားလုံးကမဆုဒိုနီကာခုဒိုမိုကာခုအဲ့တော့လေးဘူးလေးတွေကြည့်ကြည့်မယ်မဆုဆိုတဲ့စကားလုံးလေးမှာကြတော့ခိုင်တာရမဆုအိုဖူလိုနီဟိုင်ဒခိုင်တာရပြန်လို့ရှိရင်တဲ့မဆုပထမဆုံးဆိုင်းရှောနီလို့ဒီမှာလေးရေးပေးထားရပေါ့နော်ပထမဆုံးအိုဖူလိုနီဟိုင်ဒအိုဖူလိုဝင်ပါမယ်ရင်နွေးဆိုင်ပါမယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်စကားလုံးကကြတော့တိုနီကာခုတိုမိုကာခုအဲ့တော့တိုနီကာခုတိုမိုကာခုဆိုတာကကြတော့တခုခုပေါ့နော်အရင်ဆုံးတခုခုကိုလှုပ်လိုက်တခုခုပြောလိုက်ဆိုတာမျိုးအရင်ဆုံးတခုခုကိုသာလှုပ်ဆမ်းမှာတခုခုကိုသာပြောဆမ်းမှာဆိုတဲ့နေရာမှာသုံးတယ်ပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကတိုနီကာခုတိုမိုကာခုရဲ့အဓိပ္ပာယ်ကဒီအရင်ဆုံးတစ်ခုခုကိုဒါလောက်လိုက်ပါတစ်ခုခုဒါပြောပါအရင်ဆုံးဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်လေးပုံကိုကြည့်ကြည့်မယ်伊ワケナドしないんでとにかく勉強しなさい伊ワケナドしないんでစင်ချင်မပေးဘဲနဲ့とにかく勉強しなさいအရင်ဆုံးစာတာလှုပ်ဆမ်းပါစင်ချင်စေလည်းမပေးဘဲအရင်ဆုံးစာတာလှုပ်ဆမ်းပါဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့နောက်ဆုံးစကားလုံးက一緒にဆိုတော့အတူတကွဆိုတဲ့အဓိပ္ပာယ်ပါအတူတကွအတူတူဆိုတဲ့အဓိပ္ပာယ်ပါသူနဲ့တူတဲ့စကားလုံးက一度にရဲ့一般にရဲ့အဲ့တော့လေးပုံးလေးကြည့်မယ်一度に花が咲く一度にအဲ့တော့ဒီတစ်ချိန်နဲ့တစ်ခေါက်တည်းမှာအတူတကွပန်းတွေကပွင့်တယ်အဲ့တော့အတူတကွအတူတူပန်းတွေကပွင့်တယ်ဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုက一般にလေးပုံးကကြတော့တမတရှုခုတန်ကို一般にခတ်တစကေရုတမတဆိုတော့အခုချိန်ဒီမလောက်ထားပဲနဲ့အဲ့လိုပုံနေတဲ့ရှုခုတန်ဆိုအိမ်စာပေါ့နော်အိမ်စာကို一般にတပြိန်းနဲ့တခါတည်းအတူတကွခတ်တစကေရုရှင်းလင်းနေဆိုတော့အတိတ်ပဲစီးလေးအောင်ဘာသာပြန်ရမယ်ဆိုလို့ရှိရင်ပုံနေတဲ့အိမ်စာတွေကိုတစ်ချိန်တည်းအတူတကွလှုပ်တယ်စာလှုပ်တယ်ဆိုတဲ့အတိတ်ပဲပါဆိုတော့နောက်တစ်ခုကကြတော့ Ipanis ခါလေးက data ဒီမှာလည်းအတိတ်ပဲတူပဲပေါ့နော်ခါလေးက data ဆိုတော့ပင်ပန်းတာတွေထွက်လာတယ်ဆိုတာကကျတော့ပင်ပန်းနေဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့တော့ Ipanis ခါလေးက data ဆိုအခုချိန်ထိပေါ့နော်မနာဘဲနဲ့ဒီပင်ပန်းလာတဲ့ဥစ္စာတွေကအခုတစ်ချိန်တည်းမှာပဲဒီမှာစုပုံပြီးတော့ပင်ပန်းမှုကပေါ်လာတဲ့ပင်ပန်းမှုကိုခံစားရတယ်ဆိုတဲ့အတိတ်ပဲပါဆိုတော့ဒီနေ့တော့ကိုရှုမဲရဲ့一日မဲကိုကြီးကတော့ဒီလောက်ပါပဲလမ်းရှုမွန်နိုင်တွေကနောက်ဒီ post မှာပေါ့နော်ဖြည့်ကြည့်ကြပါ